ဒေါက်တာမိုးတန်နာတို့ဒေါက်တာသက်ဟိန်းတို့ BBC တို့ e-getting အဖွဲ့တို့ဟာပြည်သူလူထုအကျိုးစီးပွားကိုရှေ့ရှုပြီးတော့ပြည်သူလူထုကျန်းမာရေးအတွက်အန္တရာယ်တစုံတရာဖြစ်လာလို့ဒေါက်ခင်ဆိုင်ကိုဝေဖန်ထောက်ပြခြင်းမျိုးအစိုးရကိုအကြံပြုခြင်းအသိပေးခြင်းမျိုးမဟုတ်ဘဲနဲ့ပုဂ္ဂိုလ်ရေးအာဃာတကြောင့်သူတို့ရဲ့ကိုယ်ကျိုးစီးပွားကြောင့်ပြီးတော့သူတို့စိတ်ပညာရဲ့အကျိုးစီးပွားကြောင့်တိုင်းစေးဆရာမဒေါက်ခင်ဆန်းယူကိုရန်သူစခန်းဝင်စည်းသလိုမျိုးစနစ်တကျဗျူဟာချပြီးတော့ဒေါက်ခင်ဆန်းယူကြဆုံးအောင်တိုက်ခိုက်ခဲ့တယ်ပြည်သူအသက်ကိုကဲနေတဲ့တိုင်းစေးဆရာမတယောက်ကိုထောင်ထဲထိထဲ့ဖို့ရရဆက်ဆက်လုပ်ခဲ့တယ်ဆိုတာကိုဦးသေးတစ်ခုချင်းရှင်းပြပါမယ်နော်အမရေကျွန်တော်ကိုအဲ့လိုတိတ်တိတ်ချာချာကနမတီးပဲကျွန်တော်ရဲ့နာမည်ကြီးကို binding တက်ပြီးတော့တရားစွဲဆိုပါတယ်လို့ပြောတာကအမ66ကကြီးနဲ့ညှိတယ်နော်အမကျွန်တော်ရဲ့ဂုတ်တိုက်ခါညှိုးနှွမ်းအောင်လုပ်တဲ့အမှုရယ်ပြီးတော့ကျွန်တော်ပေါ့ပြောရမယ်ဆိုရင်ကျွန်တော်နဲ့ပြည်သူလူထုရဲ့ဂျာမှာထင်အောင်ထင်မှားဖြစ်အောင်ပြည်သူလူထုကိုလှုံ့ဆော်မှုမြောက်တယ်အမအခုဆိုရင်အမရဲ့စကားတခွန်းကြောင့်ကျွန်တော်ရဲ့ TikTok ချက်ပေါက်တွေMessenger ဘောက်တွေမှာကျွန်တော်လာရောက်ပြီးတော့ဆဲနေတဲ့လူတချို့တွေ့ရတယ်ခင်ဗျအဲ့ဒါကြောင့်မို့လို့အမမတိပဲနဲ့လူတစ်ဖက်သားကိုအဲ့လိုဆွဲဖို့မတင်တော့ကြောင်းဥစွာပထမပြောပြခြင်းပါတယ်အမဟုတ်မနေ့ကဒကမာကြီးဒေါက်တာခင်ကျော့က BBC သတင်းကိုဖတ်ရတဲ့နောက်ပိုင်းသူမခံစားနိုင်လို့ရုပ်သံလေးတစ်ခုတင်လိုက်တယ်အဲရုပ်သံလေးမှာဒေါက်တာတဟိရဲ့နာမည်လေးပါသွားတယ်ပေါ့ဗျာအဲ့ဒါကိုအခုဒေါက်တာတဟိကပြန်လဲခြေပတဲ့အခါမှာတနည်းအားဖြင့်ပြန်လဲဖြည့်ရှင်းတဲ့အခါမှာပထမစဖွင့်တာကဆရာဝန်မကြီးဒေါက်တာခင်ကျော့ပြောတာဟာ66ခါကြီးနဲ့ညှိတယ်ပေါ့သူ့ဂုံတိတ်ခါထိခိုက်တယ်ပေါ့ပြည်သူလူထုကသူ့ကိုထင်အောင်ထင်မှားဖြစ်အောင်လုပ်တယ်ပေါ့အဲ့ဒီအတွက်သူ့ချက်ပေါက်မှာလာပြီးတော့ချင်းချောက်တာတို့ဆဲရည်တာတို့လုပ်တယ်ပေါ့အဲ့ဒါလေးဦးစေပနာမအနေနဲ့ပြောချင်တာနော်ဒေါက်တာသဟိန်းတို့အဖွဲ့ဟာမနေ့တနေ့ကမှဗမောကနေစစ်ရှောင်ရင်ရောက်လာတဲ့ဆေးနဲ့လူနာလွဲရင်ဘာမှမသိတဲ့တောသူမတယောက်ကိုမပြောနဲ့အသက်90ကျော်ပြီဖြစ်တဲ့ဆရာဝန်မကြီးဒေါက်တာခင်ကျော့တို့လိုပုဂ္ဂိုလ်မျိုးကိုတောင်မှ66ခါကြီးနဲ့ဆွဲဖို့ဆိုပြီးတော့စတင်ပြီးမောင်းနှင်လာတယ်တွေ့ရတယ်နော်အဲ့ဒါကပနာမအနေနဲ့ဒေါက်တာသဟိန်းတို့ရဲ့အတ္တကိုဦးဇင်းတို့ကထုတ်ပြတာပါဆရာမဒေါက်ခင်စန်းကြီးကိုကြတော့လူလိမ်မတို့ရန်ကုခင်ဆန်းကြီးတို့ပဲနဲ့ရရဆက်ဆက်ကိုဝိုင်းရေးနေကြတာဗျာဒေါက်တာသဟိန်းတို့ယောက်ျားသားကြီးတွေကဂရုဖွဲ့ပြီးတော့တောသူမလေးတယောက်ကိုအဲ့ဒီလိုဝိုင်းတိုက်ခိုက်နေကြတာဗျအဲ့တော့တောသူမလေးက66ခါကြီးလဲဘာမှမသိရှာပါဘူးဗျာအဲ့တော့66ခါကြီးနဲ့ဖွင့်မဲ့ဘာညာတော့မပြောရှာပါဘူးเนาะပြောချင်တာကတော့ဆရာဝန်မကြီးဒေါက်ခင်ကျော့ကိုကြတော့66ခါကြီးတွေပါနဲ့ဒေါက်တာသဟိန်းကချင်းချောက်ပြီးတော့လေသူတို့ကိုယ်တိုင်ကြတော့ဒေါက်ခင်ဆန်းယူစော်ကားကျင်တိုင်းစော်ကားတဲ့ဆိုတာကိုပေါ်လျော်ပြောချင်တာဗျာဒီဇလန်းကဒေါက်တာမိုးတန်နာစခဲ့တာပါဒီဇလန်းကိုစခဲ့တဲ့ဒေါက်တာမိုးတန်နာတို့စခဲ့တဲ့ဇလန်းကိုနောက်မှပြောပါမယ်အခုဒေါက်တာသဟိန်းဖြည့်ရှင်းထားတာကိုဦးဇင်းတစ်ချက်ချင်းပြန်ပြောပြပါဒုတိယအချက်ကကြအမပြောကြားချက်ထဲမှာသူ့ဆရာတိုင်းရင်းစေးတမားတော်ကြီးရဲ့တာသလက်မှတ်တုံးပြီးဖွင့်နေဆိုတာလဲအမမသိပဲနဲ့အဲ့ဒါအမရှောက်ပြောနေတာဖြစ်ပါတယ်သူကတိုင်းရင်းစေးတမားတော်စေဝါကြီးကျက်တိုင်းရင်းစေးတမားတော်ဆရာဦးတန်းထွန်းစောခရှမ်းလေးရဲ့တာသနံပါတ်394လုံးကိုအလွဲသုံးစားလုပ်ပြီးတော့စေကံဖွင့်နေပါတယ်အဲ့ဒီအတွက်လဲဆရာဦးတန်းထွန်းစောမှနိုင်ငံပိုင်သတင်းစာမှာအတီလင်းကြေညာထားပြီးဖြစ်ပါတယ်သူ့ရဲ့ဆရာကြီးအဲ့လိုကြေညာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဆရာကြီးအမိခံပြီးတော့သူကဖွင့်တယ်လို့ပြောပြီးတော့နောက်ရက်ကျတော့သူ့ဆရာကြီးကခွင့်ပြုချက်မရတဲ့ဖြစ်
ပိတ်သွားတာဒီကျွန်တော်တို့ဆရာဝန်များကသူ့ဆရာကြီးကိုတွားရောက်ပြီးပိတ်ပင်ခိုင်းခြင်းလဲကျွန်တော်တို့လုံးဝမလုပ်ခဲ့ပါသူ့ဆရာသမားနဲ့သူနဲ့ဂျာမှာပြဿနာလေးတစ်စုံတစ်ရာရှိခဲ့လို့ပိတ်ခြင်းမျိုးပဲဖြစ်ပါလိမ့်မယ်အဲ့ဒါကိုအမကိုနားလည်အောင်ရှင်းပြတာခြင်းဖြစ်ပါတယ်ကျွန်တော်က ပထမဦးဆုံးပေါ့နော်ဆရာမဒေါခင်စန်းကြီးမှာဆရာရင်း2ယောက်ရှိတယ်ပေါ့ဗျာတစ်ယောက်ကသမားတော်ကြီးဦးတန်းထွန်းစော်ပေါ့နော်နောက်တစ်ယောက်ကသမားတော်ကြီးဦးမြင့်ဝေပေါ့နော်သမားတော်ကြီးဦးတန်းထွန်းစော်ဆိုတာကတော့ဦးစင်းနဲ့ဆက်သွယ်မရှိဘူးသမားတော်ကြီးဦးမြင့်ဝေဆိုတာကတော့မန္တလေးမှာနေတာဆိုတော့လေစုံတန်းလို့လွယ်တယ်ပေါ့နော်သမားတော်ကြီးဦးမြင့်ဝေကဆရာမဒေါခင်စန်းကြီးကိုအမတန်မှသဘောကျပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ပါရမီပါတဲ့သူမှန်သိလို့ပါ။ခုလိုစစ်ရှောင်ရတော့မယ်ဆိုတော့တမားတော်ကြီးဦးမြင့်ဝေကိုယ်တိုင်မန္တလေးကိုတက်ခဲ့ဖို့ခေါ်တာပါ။မန္တလေးကိုရောက်တဲ့အခါကျတော့လေတမားတော်ကြီးဦးမြင့်ဝေကိုယ်တိုင်သူ့တဆလက်မှတ်ကိုကင်ပြီးတော့သူ့စေကန်းအနေနဲ့တွေအကာအကွယ်ပေးထားတာပါ။အရေးပေးထားတာပါ။ဒေါခင်စန်းကြီးကလည်းတမားတော်ကြီးဦးမြင့်ဝေရဲ့အရေးအာဝါဒအောက်မှာပဲစေကုသရေးနဲ့ကြော်ကြားသွားတာပါအဲ့ဒီအချိန်မှာဒေါက်တာမိုးတန်တာတို့ကဒေါခင်စန်းယူတိုက်ခိုက်တယ်ပြီးတော့ဒေါခင်စန်းဤထံလာတဲ့လူနာတွေကိုတနည်းအားဖြင့်ပြည်သူတွေကိုငတုံးအားဆိုတဲ့ပုံစံမျိုးစော်ကားတယ်ဒေါခင်စန်းယူလည်းလိန်အညာလူလိန်မဆိုတဲ့ပုံစံမျိုးတွေရေးသားတယ်အဲ့ဒီမှာဇလန်းစခဲ့တာပါနော်အဲ့ဒီလိုဇလန်းစလို့ဒေါခင်စန်းဤကစိန်ခေါ်တဲ့အချိန်မှာသူတို့တွေကစိန်ခေါ်ရင်ဘွာထူးရမှာလေစိန်ခေါ်ရင်တိမ်ပေါ်အထိကိုတက်တဲ့နာမလားအဲ့ဒီလိုမတက်ဖဲနဲ့ဒေါခင်စန်းဤကိုအပြုတ်တိုက်လိုက်တာပါဘာနဲ့ဥမာတူလဲဆိုတော့စင်ပေါ်မှာ1 by 1ထိုးကြိတ်လို့မနိုင်မှန်းသိတဲ့အတွက်ကြောင့်စင်အောက်ကနေအပြတ်ရှင်းလိုက်သလိုလှုပ်ပစ်လိုက်ကြတာတမားတော်ကြီးဦးမြင့်ဝေကဆရာမဒေါခင်စန်းယူကိုအပြည့်အဝအကာအကွယ်ပေးပါတယ်ဒီလိုပြဿနာတွေဖြစ်လာတဲ့အချိန်အထိကိုအိုးဝေနဲ့လာပြီးတော့ဒေါခင်စန်းကြီးစေကမ်းမှာလာထိုင်ပါတယ်တနေကုန်တနေကန်ကိုထိုင်ရှာတာပါအဲ့ဒီမှာလူအုပ်ကြီးကလမ်းမှာနေဖြတ်ပြီးတော့အဲ့ဒီအိုးဝေကိုတာလာစီလာလုပ်ပါတယ်ပြီးတော့ကျိန်လာမောင်းလာလုပ်ပါတယ်အသက်အန္တရာယ်ကိုချင်းချောက်ပါတယ်အဲ့ဒီလူအုပ်ကြီးကဒေါက်တာသဟိန်းတို့ဤကတင်းအဖွဲ့နဲ့ဘလို့ပတ်သက်တယ်လဲဆိုတာမသိရပေမဲ့ဒီပြဿနာတက်လာတဲ့အခါမှာပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံရေးဆိုတာတိုက်ဆိုင်မှုမရှိဘူးဆိုတဲ့ theory အတိုင်းပြောရရင်တော့ဒေါက်တာသဟိန်းတို့လက်ချက်ဆိုတဲ့သဘောတော့တက်ရောက်နိုင်တာပေါ့နော်ဒါပေမဲ့ကိုယ်တိုင်ကိုယ်ကျမြင်ရတာမဟုတ်တဲ့အတွက်ကြောင့်ဒေါက်တာသဟိန်းတို့ကိုယ်တိုင်ပါတာလည်းမဟုတ်တဲ့အတွက်ကြောင့်ဒေါက်တာသဟိန်းဟုတ်မဟုတ်ဆိုတာကိုဒေါက်တာသဟိန်းတို့ကိုယ်တိုင်ပဲသိနိုင်တဲ့အရာဖြစ်ပါတယ်ပေါ့နော်ဒါတွေမကသေးဘူးဖုံးနဲ့ချင်းချောက်လာပါတယ်ဖုံးနဲ့ချင်းချောက်လာတာက2ခုပါအသက်အန္တရာယ်ကိုချင်းချောက်လာတာကိုတဆလက်မှတ်ကိုချင်းချောက်လာတာကိုဒီဓာန်ကိုမခံနိုင်တော့တဲ့အတွက်ဦးမြင့်ဝေကဖုံးလဲပိတ်အိမ်လဲပိတ်ပြီးတော့ထွက်ပြေးသွားရပါတယ်တိမ်းရှောင်သွားရပါတယ်အဲ့တော့ဒီတိုက်ဆိုင်မှုအရာဆိုလို့ရှိရင်ဒီဒေါခင်စန်းကြီးကိုအရေးယူနိုင်ဖို့ဟာဦးမြင့်ဝေမရှိမှဖြစ်မှာအဲ့တော့ဦးမြင့်ဝေအရေးမပေးအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ပုံစံမျိုးနဲ့တိုက်ခိုက်တယ်လို့ဦးစင်းကယူဆပါတယ်ဒါကြောင့်မလို့ဒေါက်တာသဟိန်းအခုဖြည့်ရှင်းတဲ့စကားတွေဟာအပြည့်အဝမဟုတ်ဘဲနဲ့နောက်ွယ်ကဟေလိတွေအများကြီးရှိသေးတယ်ဆိုတာကိုသိစေချင်တာပါနော်